ဇလန်းအစမှာတော့ကျောင်းကားနောက်ကိုအသေးတန်ပြေးလိုက်နေရတဲ့ Drake ဆိုတဲ့ကောင်လေးကိုတွေ့ရမှာပါကံကောင်းထောက်မှတ်စွာနဲ့ကားပေါ်တက်ခွင့်ရခဲ့ပေမဲ့ဘသူကမှသူ့ကိုနေရာမပေးချင်ကြပါဘူးတကယ်တော့ Drake ဆိုတာကျောင်းမှာဘသူမှအဖက်မလုပ်တဲ့သူမျိုးပါနောက်ဆုံးတော့သူ့ရဲ့တူးလေးသောတငယ်ချင်းထီးပေးမှာပဲဝင်ထိုင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာ Drake တယောက်သူအရန်ကြိုက်ရတဲ့ဂျေးဆိုတဲ့ကောင်မလေးကိုခိုးကြည့်နေမိတာပေါ့ဂျေးကမင်းကိုပြန်ကြိုက်မှာမဟုတ်ဘူးလို့ထီးကတတိပေးပေမဲ့Drake ကတော့မျက်တောင်မခတ်တန်းငင်းနေတော့မှာပဲမကြခင်မှာပဲចောင်းသားတွေဟာတရိษံတုတေသနဌာနကိုရောက်သွားကြပါတယ်အဲ့ဒီမှာလဲ Drake တယောက်ဂျေးကိုအထင်ကြီးအောင်ကိုကတပ်ပုံဆရာကောင်းတယောက်ပါဆိုပြီးလိန်ညာပြောဆိုကတပ်ပုံရိုက်ပေးဖို့ကြိုးစားပြန်ပါတယ်တကယ်တော့အဲ့ဒီထဲမှာတပ်ပုံရိုက်ခွင့်တားမြစ်ထားတာပါDrake ကတော့ဂယုမဆိုင်ပဲငှက်တကောင်ကိုခိုးရိုက်လိုက်ရကနေကင်မရာမီးပွင့်ကြောင့်ငှက်လေးဟာမီးလောင်သွားပါတော့တယ်အလန့်တကြားနဲ့မီးငိမ့်ဖို့ကြိုးစားရင်းနင်းမိရာကနေအဲ့ဒီငှက်ဟာဂျေးရဲ့ရီးစား Lawrence ပေါ်ကိုပြန်ကျသွားပါတယ်။ Lawrence ကဒေါသတကြီးနဲ့ Drake ကိုရန်လုပ်ဖို့ပြင်နေတော့ဦးလေးလူရောက်လာပါတယ်။ဦးလေးလူဆိုတာ Lawrence ရဲ့ဦးလေးဖြစ်တယ်လို့ဒီဌာနရဲ့အဓိကအလှူရှင်လည်းဖြစ်ပါတယ်။ Drake ရဲ့မိဘတွေမရှိတော့ဘူးဆိုတာသိလိုက်ရတဲ့အခါဦးလေးလူဟာစိတ်မကောင်းဖြစ်ပြီးထွက်သွားပါတယ်။ဒါပေမဲ့သူထွက်သွားတာနဲ့Lawrence က Drake ကိုတရိษံချီးပုံနဲ့တွန်းချလိုက်ပါတော့တဲ့အရှက်တကွဲဖြစ်သွားတဲ့ Drake ဟာကိုပေါ်ကအညစ်အကြေးတွေကိုစေးကြောဖို့ဘေးနားကအရေတကူးကိုလောင်းချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကရေမဟုတ်ပဲတရိษံထီးတွေကိုဆွဲဆောင်တဲ့ဓာတုဆေးရည်ဖြစ်နေပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲတရိษံပေါင်းစုံဟာ Rick စီကိုပြေးလာပြီးဝိုင်းအောင်ကြပါတော့တဲ့အားလုံးကဝိုင်းရနေကြချိန်မှာပုစင်းရင်ကွဲတကောင်က Drake ကိုကိုက်လိုက်ပေမဲ့သူကတော့တတိမထားမိပါဘူး။ Tree ကတော့ဒါကိုကူညီမဲ့အစားရတော့ပေါ်တင်ဖို့ဗီဒီယိုရိုက်နေပါတယ်။အိမ်ပြန်ရောက်တဲ့အခါ Drake တယောက်အရန်လုံးချိနေပြီးငါးကန်ထဲကိုအန်ချမိတဲ့အထိဖြစ်သွားပါတယ်။တစ်ဖက်မှာလည်းဦးလေးလူဟာတေလူဆဲဆဲယောဂဝေဒနာခံစားနေရတာကြောင့်လှုပ်ဝက်ဆက်ကြီးတစ်လုံးနဲ့သူ့ကိုယ်သူကုသဖို့ကြိုးစားပါတယ်။သိပ္ပံပညာရှင်တွေကတားပေမဲ့သူကတော့စွတ်အတင်းဆက်ကိုနှိုးခိုင်းလိုက်ပါတယ်။ဆက်ကြီးပောက်ကွဲသွားတဲ့အခါအားလုံးကရှုံးနိမ့်သွားပြီလို့ထင်ခဲ့ပေမဲ့ဦးလေးလူဟာတစ်ဖက်လူရဲ့အသက်စွမ်းအင်ကိုစုပ်ယူနိုင်တဲ့စွမ်းအားရသွားပါတယ်။လူတွေကိုတက်ပြီးစွမ်းအင်စုပ်ယူရင်သူမတည်နိုင်တော့ဘူးဆိုတာသူသိသွားပါပြီ။နောက်တစ်နေ့ကျောင်းရဲ့နှစ်ပတ်လည်ပွဲမှာကဘာကျော်သိပ္ပံပညာရှင် Stephen Hawking ကမိန့်ခွန်းပြောနေချိန် Drake တယောက်ဂျေးကိုငေးရင်း Lawrence နဲ့တိုက်မိပြန်ပါတယ်။အဲ့ဒီမှာထူးဆန်းတာက Drake ရဲ့လက်တွေဟာဘေစင်မှာကပ်နေပြီးခွာလို့မရတော့တာပါပဲ။ဘေစင်ကြီးပြုတ်ထွက်သွားပြီး Lawrence ပေါ်ကျသွားတာကြောင့် Drake ထွက်ပြေးရပါတော့တယ်။လမ်းမှာလူတယောက်နဲ့တိုက်မိပြန်တော့လေ Drake ရဲ့လက်တွေကအဲ့ဒီလူရဲ့ကိုယ်မှာကပ်နေပြန်ပါတယ်။အတင်းယုံလိုက်တဲ့အခါထိုလူရဲ့အဝတ်စားတွေပါကျွတ်ထွက်သွားပြီးအားလုံးရှော့ပြသွားကြပါတယ်။ Drake တယောက်ကြောက်လန့်လန့်နဲ့အဆောက်အဦနေရန်တစ်ခုကိုတက်ကြည့်တဲ့အခါမှာတော့ကက်ဆေးနင်းနင်းနဲ့အလွယ်တကူတက်နိုင်နေတာကိုတွေးလိုက်ရပါတယ်။သူစူပါပါဝါတွေရနေပါပြီ။အဲ့ဒီအချိန်မှာပဲအရှိန်နဲ့မောင်းလာတဲ့ truck ကားတစ်စီးဟာအမျိုးသမီးတယောက်ကိုတိုက်တော့မဲ့အခြေအနေမှာDrake ကဝင်ကယ်လိုက်ပါတယ်။ကားကြီးကတော့ကြေမွသွားပေမဲ့ Drake ကတော့ဒဏ်ရာတစ်စက်မှမရပါဘူး။ဒါပေမဲ့ကန်ဆိုးစွာနဲ့သူ့တုံးထုတ်လိုက်တဲ့အမျိုးသမီးကတော့တစ်ဆက်ထဲကျသွားပြီးတေဆုံးသွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူ့ဦးလေးကိုအမှန်တိုင်းပြောပြရမှာဦးလေးဖြစ်သူကဓာတ်နဲ့ထိုးပြီးစမ်းသက်ကြည့်ပါတယ်။ဓာတ်ကြီးကွေးသွားတာကိုမြင်မှဦးလေးကယုံသွားတာပါ။အဲ့ဒီနောက်မှာတော့ Drake ရဲ့ဝမ်းနည်းစရာတိတ်ကိုပြပါတယ်။ငငယ်ကတပြားတိုက်ခံရစဉ်မှာ Drake ကမိဘတွေကိုကာကွယ်ဖို့ကြိုးစားရင်းသူ့လက်နဲ့ပဲမိဘတွေကိုမှားတက်မိခဲ့တာပါ။အဲ့ဒီတုန်းကဖခင်ဖြစ်သူပေးခဲ့တဲ့လက်စွပ်လေးဟာသူဘလောက်ဝေးကိုလွှတ်ပစ်သူ့စီကိုပဲပြန်ရောက်လာပါတယ်။တရက်မှာတော့ဂျေးက Drake စီလာပြီး Lawrence ကိုမချစ်တော့ကြောင်းကားကောင်းရှိတဲ့သူနဲ့ပဲတွဲချင်ကြောင်းပြောသွားပါတယ်။ဒါကို Drake ကသူ့ရဲ့စပိန်စုပ်လေးနဲ့ရှင်ပြီးစိတ်ပြတ်သွားမိပါတယ်။သူဟာစူပါပါဝါရှိတဲ့ကလေးတွေအတွက်ဖွင့်ထားတဲ့ Professor Xavier ရဲ့ကျောင်းကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဗန်မှာချေးငွေသွားလျှောက်ရင်းတပြတိုက်ခံရတဲ့အခါ Drake ကဓာပြတွေကိုမဖမ်းတဲ့အပြင်သူတို့လွတ်အောင်တောင်ကူညီပေးလိုက်ပါတယ်။အပြင်ရောက်တဲ့အခါမှာတော့သူ့ဦးလေးဒဏ်ရာပြင်းထန်ရပြီးဆေးရုံတင်လိုက်ရတာကိုတွေးလိုက်ရပါတယ်။ Professor Xavier ရဲ့ကျောင်းမှာတော့ထူးဆန်းတဲ့စွမ်းအားရှင်တွေအများကြီးရှိနေတာပါ။ Professor ရဲ့ဇနီး Mrs. Xavier က Drake ကိုစူပါဟီးရိုးဝတ်စုံတစ်ခုချက်ချင်းရွေးခိုင်းပါတယ်။ Drake ကတော့သူ့ကိုကိုက်ခဲ့တဲ့ပစင်းရင်ခွဲပုံစံအစိမ်းရောင်ဝတ်စုံလေးကိုဖန်တီးလိုက်ပါတယ်။ဝတ်စုံဝတ်ပြီးခေါင်မိုးပေါ်တက်တဲ့အခါနောက်ထပ်ဟီးရိုးတစ်ယောက်နဲ့ဆုံပြီးရေစရာကောင်းတဲ့စကားစစ်ထိုးပွဲလေးဖြစ်ခဲ့ပါသေးတယ်။ Drake တယောက်အလုပ်အင်တာဗျူးသွားဖြေပေမဲ့သူ့ရဲ့ဟီးရိုးပုံတွေကိုပြလိုက်တာကြောင့်အငင်းခံလိုက်ရပါတယ်။
အဲ့ဒီအချိန်မှာပဲတက္ကသိုလ်တစ်ခုတိုက်ခိုက်ခံနေရကြောင်းသတင်းကြားတာနဲ့ Drake ချက်ချင်းထွက်သွားပါတော့တယ်အဲ့ဒီမှာတော့ငွေရောင်ဝတ်စုံဝတ်ထားတဲ့လူဆိုးကြီးဦးလေးလူနဲ့ရင်ဆိုင်ရပါတယ်ဦးလေးလူကចောင်းသားတွေရဲ့သွေးကိုစုပ်ယူဖို့စူးစမ်းနေတာပါ Drake နဲ့ဦးလေးလူတို့ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီးနောက်ဆုံးမှာဦးလေးလူထွက်ပြေးသွားပါတယ်ဂျေးကတော့ဝတ်စုံနဲ့ဟီယိုကိုမြင်ပြီးသဘောကျသွားပေမဲ့အဲ့ဒါ Drake ဆိုတာကိုတော့မသိပါဘူးညဘက်မှာ Drake ကဂျေးကိုလူကိုယ်တိုင်သွားစကားပြောဖို့စူးစမ်းပေမဲ့ရှက်လွန်းလို့ဘာမှမပြောနိုင်ခဲ့ပါဘူးဂျေးထွက်သွားတဲ့အချိန်လူမိုက်တွေဝိုင်းထားတာကိုတော့ပွစင်းရင်ကွဲဟီရိုဝစ်စုံနဲ့ဝင်ကယ်လိုက်ပါတယ်တစ်ဖက်မှာလည်းဦးလေးလူကလူပေါင်း4,900ရဲ့စွမ်းအင်ကိုစုပ်ယူနိုင်ရင်သူထာဝရမတည်နိုင်တော့ဘူးဆိုတာသိသွားပြီးလူတက်ပွဲကြီးဆင်နွှဲဖို့ပြင်ဆင်ပါတော့တယ် Drake ရဲ့အတော်ကဂျေးကိုထမင်းဖိတ်ကျွေးတဲ့နေ့မှာဦးလေးလူကလည်းရောက်လာပါတယ်ဦးလေးလူက Drake ကိုတင်ကာမကင်းဖြစ်နေပြီးနောက်ဆုံးမှာတော့ Drake ရဲ့လက်ကဒဏ်ရာကိုကြည့်ပြီးသူဟာပူစင်းရင်ကွဲဟီယိုဆိုတာကိုအတည်ပြုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဦးလေးလူဟာလူဆိုးသွင်ပြောင်းပြီး Drake ရဲ့အတော်ကိုတပ်ပစ်လိုက်ပါတော့တယ် Drake တယောက်ဝမ်းနေပူဆွေးနေချိန်မှာဦးလေးဖြစ်သူကမင်းဟာဟီယိုတယောက်ပဲလူတွေကိုကယ်တင်ရမယ်ဆိုပြီးအားပေးပါတယ်မြို့တော်ခမ်းမမှာကျင်းပတဲ့ပွဲတစ်ခုမှာဦးလေးလူကလူသက်ပွဲစတင်ဖို့ပြင်နေပါတယ်။ Drake ကတော့ဘသူကလူဆိုးမှန်းမသိသေးပဲဦးလေးလူရဲ့လိန်ညာမှုကြောင့်ဘုံကြီးတစ်ပါးကိုအမှတ်မှားပြီးတွားရိုက်မိပါသေးတယ်။နောက်ဆုံးမှာတော့ဦးလေးလူကသူ့အသွင်မှန်ကိုထုတ်ပြပြီး Drake ကိုတိုက်ခိုက်ပါတယ်။ Drake ကိုတတ်ဖို့ကြိုးစားချိန်မှာဂျေးကကြားထဲကဝန်ခံပေးလိုက်တာကြောင့်ဒဏ်ရာအပြင်းထန်ရသွားပါတယ်။ဒေါသထွက်သွားတဲ့ Drake ဟာဦးလေးလူရဲ့စက်ကြီးကိုဖျက်ဆီးပြီးလူဆိုးကြီးကိုပါအပြတ်ရှင်းလိုက်ပါတယ်။ Drake နဲ့ဂျေးတို့ခေါင်မိုးပေါ်ကနေအတူတူပြုတ်ကျလာချိန်မှာဂျေးဟာ Drake ရဲ့လက်ကလက်စွပ်လေးကိုမြင်ပြီးပစင်းရင်ကွဲဟီရိုဟာ Drake ဆိုတာကိုသိသွားပါတော့တယ်တကယ်တော့ဟီရိုဆိုတာဝစ်စုံနဲ့စွမ်းအားတွေထက်အခက်ခဲဆုံးအချိန်မှာမှန်ကန်စွာရပ်တည်နိုင်ဖို့ကပိုအရေးကြီးကြောင်းပြသရင်းဒီဇလန်လေးကပြီးဆုံးသွားပါတယ်ဒီဇလန်လေးကတင့်ကိုတခုခုခံစားရစေတယ်ဆိုရင် like and share နဲ့ subscribe လုပ်ပေးသွားပါဦးနော်နောက်ထပ်ဇလန်ကောင်းတွေမှာပြန်တွေ့ကြမယ်